တာရီလက်မကတော့ရန်နာလက်မယူလဲတွားလို့ရတယ်ဒီဘက်ကတန်သူမလက်မကိုလည်းထဲပေါက်တယ်ရှင်တက်ကစံဖျားလည်းနေပါတယ်ရောင်းချပေးမဲ့ခန်းလေးရောဒီတက်ရဲ့9လွှာခန်းလေးဖြစ်ပါတယ်ရှင်အခန်းကျကျကိုလမ်းကျကျပေါ်မှာရှာနေတဲ့မိတ်ဆွေများအတွက်ဒီခန်းလေးရောင်းပေးချင်ပါရှင်ဒီခန်းလေးကကြတော့တောင်ကလပ်ပါမြို့နယ်73ရပ်ကွက်ရတာရီလမ်းကျပေါ်မှာတည်ရှိပါတယ်အကျဉ်းဝန်းအဖြစ်တော့1854ပြည်ကျဉ်းဝန်းနဲ့9လွှာတိုက်ခန်းလေးပါအပေါ်မှာတစ်ထက်ကျန်ပါရှင်အခန်းထဲမှာပါဝင်တဲ့ပစ္စည်းလေးတွေကတော့အချက်လိုက်ပြပေးပါမယ်ဒီမှာဆိုရင် TV stand လေးတွေပါဝင်တဲ့လက်ပုတ်သားနဲ့ပြုလုပ်ပေးထားတယ်ဒီမှာ eco တွေနဲ့လာဆင်ပေးထားတယ်ဒီမှာဆိုလည်းအလှနာရီလေးတက်ပေးထားတယ်တော်လေးလာတယ်ဒီနာရီလေးကလည်းဒီမှာမီးဆိုင်လှလေးပါဝင်တယ်မီးဆိုင်လေးဆိုလည်းချစ်စရာလေးဒီမှာတော့ဖျားကျန်းဆောင်အတစ်စက်လေးထည့်ပေးထားပါတယ်နော်ဒီမှာဖျားတက်ပယ်လာတဲ့ဖျားပုံတော်လေးထည့်ပေးထားပါတယ်ရှင်ဒီမှာတော့ aircon တစ်လုံးပါဝင်ပါတယ် line light ကလေးလည်းထည့်သွင်းပေးထားပါတယ်ရှင်အခန်းဖွင့်ထားပေးတယ်ဒါလေးကပထမဆုံးတွေ့ရတဲ့အခန်းလေးအခန်းလေးထဲမှာဆိုရင်လည်းဒီမှာ beacon light လေးနဲ့အလှဖော်ပေးထားတယ်ဒါလေးကပထမဆုံးတွေ့ရတဲ့အခန်းလေးပါအခန်းလေးကလည်းတော်တော်လေးကိုကျယ်ဝန်းတယ်ဒီမှာလည်းဘေးတိုင်းမရှိတဲ့အတွက်လေဝင်လေထွက်လေးလည်းကောင်းတယ်အခန်းလည်းအလေးအောင်ရပါတယ်ဒီမှာ aircon တစ်လုံးတက်ပေးထားပါတယ်ရှစ်ကဲနောက်တစ်ခါလိုက်ပြပေးမယ်နော်အခန်းလေးရှိမှဆိုရင်ဒီမှာလည်းကြည့်မှတစ်ချက်ကိုထားပေးထားတယ်အခန်းလေးထဲမှာဆိုရင် aircon တစ်လုံးပါသေးတယ်ဒီမှာလည်း blind light ကအလှလေးတက်ဆင်ပေးထားတယ်အောက်မှာလည်း parking ဖြည့်ပြင်ထားပေးရရှင်စမအကြိုက်ဆုံးနေရာလေးလိုက်ပြပေးမယ်ဒီနေရာလေးကတော့စမကြိုက်တဲ့နေရာလေးဒီနေရာလေးကချစ်စရာကောင်းတယ်ဇပွဲလေးကလည်းတဘောင်ကတစ်သားရောင်လေးကိုအသုံးပြုပေးထားတယ်အပေါ်မှာဆိုလည်းမီးဆိုင်လှလေးပါတယ်နော် kitchen cabinet တွေဆိုရင်အပေါ်အောက်ကောတက်ဆင်ပေးထားတယ်နော် kitchen cabinet တွေဆိုတော့အောက်တက်ဆင်ပေးထားတယ်အောက်မှာလည်းမီးလိုင်းလေးတွေပါတယ်နော်ကဲဒါဆိုရင်ဒါတော့ရေချိုးခက်အိမ်သာပါရေချိုးခက်အိမ်သာရှိမှဒီမှာလည်းကြွေပေးစီတစ်ချက်ပါမယ်ဒီမှာတစ်ချက်ထည့်ထားပေးပါတယ်ဒီမှာရေချိုးခက်အိမ်သာမှာ pressure pump ပါဝင်မယ်အုတ်ကန်လေးပါသေးရဲ့နော်ဒီမှာကြွေပြခင်းထားပေးတယ်ကြွေပြကတ်ထားပေးတယ်ဒါလေးကတော့အိမ်သာပါအိမ်သာတော့ဗိုလ်ဒါအိမ်သာလေးအသုံးပြုပေးထားပါတယ်ရှင်။အမှအစဒီမှာရေဆိုကန်ပါကင်းကိုခင်းပေးထားတာနော် SPC ပါကင်းကိုခင်းပေးထားတယ်။ဒီခန်းလေးကတော့တောင်ကလာပါမြို့နယ်73ရပ်ကွက်ရတာရီလမ်းကျပေါ်မှာတည်ရှိပါတယ်ရှင်။အကျယ်ဝန်းကတော့1854ပြည်ကျယ်ဝန်းနဲ့9လောက်တိုက်ခန်းလေးပါ။ဈေးနှုန်းလေးကတော့3390ကိုမြင်နိုင်ပေးဦးမယ်နော်။ဘိုင်းကြီးကြလဲဝယ်လို့ရပါတယ်ရှင်။ဒီခန်းလေးက BCC ကြပြီးသွားပြီကိုဝိုင်မီတာကိုဝယ်မွန်တာပါဝင်တဲ့အခန်းလေးပါရှင်။အထဲမှာလည်းပစ္စည်းရည်အစုံပါဝင်ပါတယ်နော်။ဒီခက်လေးဝယ်ချင်တယ်ဆိုတော့ကျမတို့ရဲ့ Rainbow Real Estate ကိုဆက်သွယ်ဆောင်ရွက်နိုင်ပါတယ်ရှင်။ဖုန်းနံပါတ်ကတော့3998864280ပါ။အားလုံးကျေးဇူးတင်ပါတယ်။